အားလုံးမင်္ဂလာပါဒီတစ်ခါကားရဲ့ aircon technique ကိုပြန်လည်ပြသပေးမှာဖြစ်ပါတယ်ဒီကောင်ကျတော့ R134A ဖြစ်ပါတယ်ဘာကြောင့်လဲဆိုသူကကားနဲ့ဆိုင်တာပေါ့နော်ကျွန်တော်ကားက Toyota Highlander 2010ဖြစ်ပါတယ်2000တိကနဲ့စကူတီရတယ်ဒီ AC နံပါတ်ဦးရဲ့ကားနဲ့ဆိုင်တယ်เนาะဆိုတော့အပူချင်းအေးချင်းကတော့ဒီ green 25နဲ့50ထိထားမယ်သူမှနံပါတ်ပြတ်ပြီးသားပြီးတော့ဒီဟာကိုဖြုတ်မယ်ဒီဟာကိုနှောက်မယ်ပြီးတော့သူကဘယ်မှာထည့်မယ်လဲဆိုရင်aircon ထည့်တဲ့ချိန်မှာစက်ကြီးတုံးရင်ဒီ hot နဲ့ low မှာနှစ်ခုစလုံးချိန်ရတယ်ဒါပေမဲ့အခုဟာက emergency အတွက်လိုလိုဆက်အတွက်တုံးထားမယ်ဆိုတော့ဒီ low မှာပဲထည့်မှာဖြစ်ပါတယ်ဒီအပေါက်နဲ့တည့်ပြီးဆွင်ရပြီပြီးတော့ကားဆက်နှူးပြီးတော့ကားမှာ AC ကိုအပြည့်ဖွင့်ထားပြီးတော့ထည့်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ okay ဒါကိုကျွန်တော်ဖြုတ်မယ်ဖြုတ်ပြီးတော့ဒီဟာကိုနှုတ်မယ်နောက်ပြီးဒီဟာကိုဖြုတ်မယ်ပြီးတော့ဒီဟာဖြစ်ဖို့ဒါလို့မလားဒါနဲ့ပြန်ဖျက်ရမှာခဏလေးစားနဲ့စုပ်ကြည့်ပေးပါကိုကကိုလှုပ်လို့ရနိုင်အောင်ဆိုပြီးတော့လုပ်ပေးထားတာဖြစ်ပါတယ်နော်ဆိုတော့ဒါလည်းမလိုပါဘူးဒီကောင်ကိုသူကဘယ်လိုဖြုတ်မလဲဆိုတာပြတာပေးထားတာဒီလိုဒီဘက်ကိုလှည့်ပေးရမယ်ပြီးတော့အဲ့လိုဖွင့်ပြီးတော့ဒီကောင်ကိုတက်လို့ရပါဖြစ်ပါတယ်အဲ့မှာဟောစာဒီဟာဘက်ထရီလေးကိုနှုတ်ပေးရမယ်အဲ့ဒါမှဒီကောင်ပြတ်တာပြမှာဖြစ်ပါတယ်ဆိုတော့ဒီမှာချက်ပြီးနော်ကားဆက်နှူးမယ်ပြီးတော့ဒီဟာကိုနှုတ်မယ်ဟိုမှာတက်မယ်ကားဆက်ပြန်အရင်ပြန်နှူးရမယ်โอเคကားရဲ့ aircon ကိုအပြည့်ဖွင့်ပေးမယ်ကားရဲ့ aircon ကိုအပြည့်ဖွင့်ထားမယ်ပြီးတော့စားတော့မယ်ဆိုတော့ဒီမှာနော်အဲ့လိုမျိုးဆိုတော့ဒီကောင်ကိုနောက်မယ်အဲ့မှာပြတ်ပြီဆိုတော့ဒီကောင်ကိုဒီမှာထုထည့်မယ်အဲ့လိုဆင်ရပြီအမဝါအဲ့လိုဝါဒီလိုနှိပ်ပေးရမယ်နော်အဲ့မှာ40 50ဆင်ရပြီနော်20ပြီပြီနည်းနည်းခါမယ်ဒီကောင်ကိုဒီလိုနည်းနည်းခါမယ်ခိုင်ပူအေးတယ်တော်လေးအေးလာမယ်ဒီကောင်ခါရမယ်နည်းနည်းခါပြီးတော့ပြန်ကြမယ်ပြီးတဲ့ချိန်မှာပြန်ပြမယ်နော်အဲ့လိုစဗီဒီယိုချတော့မှဖြစ်လို့ခုဆိုရင်20ခုရောက်ပြီပေါ့နော်28သူက25ကနဲ့40ကျဆင်ရပြီပေါ့နော်29ရောက်ပြီဒီဟာလေးကိုနည်းနည်းခါမယ်ဒီလိုခါပြီးတော့
30ရောက်ပြီအဲ့လိုမျိုးပဲမှာ30နော်30နှစ်30ပြည့်အဲ့လိုပဲယူလောက်ကြတာပဲဆိုတော့ပြီးရင်ပြန်ဆက်ပေးမယ်နော်သူတို့ပြောတဲ့အတိုင်းဆိုရင်သူက40ကျော်ပြီဆိုတော့ရပြီပေါ့နော်ဗာ40ကျော်ပြီနားလို့ရပြီဒါပေမဲ့ဒီနှစ်40နှစ်43ထိဆွဲကြည့်မယ်ပေါ့နော်40တိ40နှစ်ထိဆွဲကြည့်မယ်နော်40နှစ်သူတို့ပြထားတဲ့အတိုင်း40ဆိုရပြီဆိုတော့ကျွန်တော်ကရက်လိုက်တော့မယ်သူတို့ပြထားတာက40နှစ်စီရပြီ40စီရပြီဆိုတော့နည်းနည်းဟိုစားကျန်တာကတော့ထားလိုက်ဦးမယ်ဒီမှာဒါခုဟဲ့ဒီမှာပေါ့နော်လက်ကပူလို့ဖြူတဲ့ချင်းတော့မပြတော့ဘူး43ဆိုရင်ရလောက်ပြီထင်တယ်ဆိုတော့ဒီအပေါက်လေးကဒီလိုထူးထည့်ရုံပဲပြီးတော့ဖြူတဲ့ချင်းမှာဒီလိုဆွဲထည့်ဒါပဲမှခေမရှိဘူးအေးဒလားဆိုင်ကြည့်နေခုက40နှစ်မှာကျွန်တော်ရက်လိုက်တယ်အေးတော့အေးနေပါပြီတော်တော်လေးအေးပါတယ်နော်ဖြစ်ကြတော့အဲ့လိုဆိုမစူတော့ပါဘူးလို့နော်အဲ့ဒါလေးကိုAC ဘလူးထည့်တယ်လို့ဆိုတော့ခုကျွန်တော်ပြထားတာပါโอเคဒီလိုမျိုးအပိအရင်ဖွင့်ရမယ်လေကိုပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်